စုံနာချစ်သားစုံနာတဲ့ကုသလေတုဓမ္မေတုကုသိုလ်တရားတွေမှာစိတ်တုပ်ပါဒံပြီးနော်လုံးမယ်လို့စိတ်ဖြစ်ခါမျှဖြင့်လဲဘဟုကာရံဝရာမိအလွန်အကျိုးများလာပြီလို့အဟံငါတိဝရာမိဆိုတယ်တဲ့နော်ကောင်းမှုများဟာလုံးမယ်လို့စိတ်ကူးလေးပေါက်လိုက်တာနဲ့ကိုပဲအကျိုးများလာပြီတဲ့လုံးမယ်လို့စိတ်ကူးပေါက်လိုက်တာနဲ့ကိုပဲအဲ့ဒီစိတ်ကဘာဖြစ်သွားပြီတော့ကောင်းမှုဖြစ်သွားပြီဟုတ်လားထပ်ပြီးတော့ဘယ်လိုလေးပြောတာတော့ကောပနဝါတော့ကာယေနဝါစာယအနုဝိဒီယနာတုကာယကံမြောက်ဝစီကံမြောက်လှုပ်လိုက်မယ်ပြောလိုက်မယ်ဆိုတော့ဘယ်ပြောဝယ်ရရှိတော့မလို့တဲ့အကျိုးရှိတာတွေကစိတ်ထဲမှာလုံးမယ်လို့ဖြစ်တာလေးနဲ့ကိုပဲအကျိုးများလာပြီတဲ့ဘဟုကာရံဝရာမိဟုတ်လားအလွန်အကျိုးများတယ်လို့ငါပြောတယ်တဲ့တတ္တမယိစုံနာတယ်ဒါကြောင့်မလို့ခြေသားစုံနာပရိဝိဟိတကဘဝိတန္တိမယမိထအဝိဟိတကဘဝိတာမတိစိတ်တံဥပ္ပါရိတ္တပံသူများတွေညှင်းဆဲကြတဲ့နေရာမှာညှင်းဆဲခွင့်ကြုံလာရင်သူများတွေကညှင်းဆဲနေကြတယ်ကိုလည်းပဲအဲ့လိုပဲနော်အဲ့ဒီလိုအနေထားမျိုးကနေပြီးတော့ညှင်းဆဲခွင့်ကြုံသည်ဖြစ်စေမကြုံသည်ဖြစ်စေငါမညှင်းဆဲဘူးဒီစိတ်ကလေးကိုဖြစ်စေရမယ်တဲ့စိတ်ကလေးမွေးရမယ်လို့ပြောတာအဲ့ဒီစိတ်ကလေးတွေရှိရမယ်ခုနကတော့44ပါးအကုန်ထည့်ရမယ်ဒီထဲမှာနော်တတ်ခွင့်ကြုံရင်သူများတတ်တယ်တတ်ချင်စိတ်ပေါက်ရင်တတ်မယ်ရှင်လေးကြပိုးလေးတော့တတ်ချင်တတ်တာပဲလေဟုတ်လားသူများတွေဘလို့တတ်တာငါကတော့မတတ်ဘူးဒီလိုမျိုးပေါ့နော်အဲ့ဒါကိုဘလို့စိတ်ကလေးနဲ့ရှောင်းမှာတော့ကောင်းမှုမှာစိတ်ဖြစ်ခါမျှတဲ့ကိုမြင့်မြတ်လှပြီအကျိုးရှိလှပြီကာယကံမြောက်ဝစီကံမြောက်အကောင့်ထဲပေါ်နိုင်မယ်ဆိုရင်ပဲပြောဝယ်ရရှိပါမလဲအဲ့ဒီအတွေးနဲ့အကုသိုလ်တရားတွေကိလေသာတရားတွေကိုရှောင်ကျင်တယ်အဲ့ဒါဘာခေါ်တော့စိတ်တုပ္ပါဒဝါဒတဲ့နော်မထကုန္ဒလီတို့အကြောင်းတွေပြောမဆိုရင်အလွန်ပြောစရာကောင်းတာပေါ့နော်ဖះကိုမြင်လို့ကြီးညိုစိတ်ကလေးဖြစ်တာနဲ့တာဝရိနာနဲ့ပြည်ရောက်သွားဘဝတောက်လျှောက်ပြောင်းသွားဟုတ်လားအဲ့ဒါကိုစလိုကြီးကဘလို့ထိထည့်ရေးထားတော့ဒီကောင်းတာကိုလုံမယ်ဆိုတဲ့စိတ်ကလေးဓမ္မစီဆိုကြီးထည့်ဟောတာပေါ့နော်ဒီစိတ်ကလေးကနေတကယ်တမ်းစကြရတာပါတဲ့သူတော်ကောင်းကြီးတွေဖြစ်သွားတယ်နောက်ဆုံးယဟန္တာဖြစ်သွားတယ်နောက်ဆုံးဖះဖြစ်သွားတယ်ဗျာကဲဖះထဲမြင့်မြတ်တာတော့အထွတ်ထိပ်မရှိတော့ဘူးဟုတ်လားအဲ့ဒါတော့ဘယ်ကနေစတော့ငါကောင်းတာကိုလုံမယ်ဆိုတဲ့စိတ်ကနေဖြစ်အောင်လုံမယ်ဆိုတဲ့စိတ်ကလေးကနေစတာပါတဲ့ဒါကြောင့်ကောင်းမှုကိုလုံမယ်ဆိုတဲ့စိတ်ကလေးရဲ့တန်ဖိုးဟာဖြတ်လို့မရအောင်ပထမဆုံးခြေလှမ်းလေးလို့ဆိုနိုင်တယ်နော်ပထမဆုံးခြေလှမ်းမှာမလှမ်းနိုင်သေးဘူးဆိုရင်ဒုတိယခြေလှမ်းတတိယခြေလှမ်းမမျှော်လင့်တဲ့အောင်လေပန်းနိုင်ရောက်ဖို့ဆိုတဲ့ဝေးကြီးပေါ့ဟုတ်လားဘလို့ပဲပြောဖုံးတော့ဘယ်ကနေစမှာတော့ပထမဆုံးခြေလှမ်းကနေစမှာဟုတ်လားအဲ့ဒီခြေလှမ်းရဲ့တန်ဖိုးကိုမြင်ရမယ်နော်ဒါစိတ်တုပ္ပါဒဝါဒနဲ့ပတ်သက်ပြီးတော့ဆက်တာလေးကိုပြောပြတာဟုတ်လား